အားလုံးပဲမင်္ဂလာပါမပိုးပါဒီနေ့တော့ Desert Safari သွားတဲ့ experience လေး share မယ်ပေါ့နော်ခုနကတွေးလိုက်ရတော့ကတော့ group like off road စီးနေတဲ့ပုံတွေဖြစ်ပါတယ်ကဲဆက်ဖို့ပါတော့မယ်တာဒါတော့ပို့ခရီးစဉ်ရဲ့အစားပေါ့နော်ဒီတိုးကနေပြီးတော့မှ group like 9ယောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့7 seater ကနဲ့လာခေါ်ပြီးရဲ့ကချောင်ချောင်ချိချိနဲ့အကုန်လုံးကပတ်စီပတ်ပတ်လို့ရတဲ့အနေအထားရှိရပေါ့နော် journey beginning ပေါ့နော် Desert Safari တော့မဲ့ group tour လေးစပါပြီလမ်းမှာသူတို့ကလမ်းမှာဒီဆိုင်ပေါ့ဒါကတော့ Arabic ကမောင်းနေပဲရောင်းတဲ့ဆိုင်လေးမှာသူတို့ရက်ပေးပါတယ် main ကလေးတွေဆိုလည်း light matte accessories တွေအယောင်မျိုးစုံရှိရပေါ့နော်ကိုနဲ့တကယ်ချင်းနဲ့2ယောက်ဝယ်ခဲ့ရတော့တယောက်ကို32ကျပ်ခွဲလောက်ပဲကြားရပေါ့နော်ပြီးတော့နောက်တနေရာဆိုင်ငယ်စီးမနေရာလေးကိုရောက်ပြီပေါ့နော်အဲ့တော့ဒီနေရာမှာကတော့ကိုကဆိုင်ငယ်ကို group လိုက်စီးချင်လဲရတယ်မစီးချင်လဲရတယ်ဆိုင်ငယ်စီးမယ်ဆိုတော့သူ package အလိုက်ထပ်ပြီးတော့150နေရာလောက်ထပ်ပေးရပါတယ်နေရာတော့အရင်ပို့ပါတယ် fast screen တော့ဒီစားလေးများများလိမ့်သွားပြီပါပြီးရင်တော့ဒီနေရာမှာဓာတ်ပုံများများရိုက်ခဲ့ပေးပါနော်မပေါ်ဘောနော် off-road ဆောက်စီးတာပေါ့ off-road ကဒီတဲရီတော့ထဲမှာစီးတာတကယ်ဖိနေအမိုက်စားပဲမပေါ် extend ကြိုက်တယ်မပေါ်စီးတဲ့တကယ်ဖြစ်သွားတဲ့ reaction တွေကိုတစ်ချက်စီ group လိုက်ပေါ့နော်ဒီလိုပေါ့ off-road စီးတာတိတ်မကြိုက်ဘူးဆိုလို့ရှိရင်တော့ဒီပတ်စီမှာခံပေါ့နော်တကယ်လို့အရန်ကြိုက်တယ်ဒီ feeling ကိုအရန်ကြိုက်တဲ့သူဆိုရင်တော့ရှေ့က passenger seat မှာပေါ့နော်ဒီ driver ဘေးက passenger seat မှာထိုင်လို့အကြံပေးရပေါ့နော်ပြီးတော့ဒီပေးစားနေအောင်ရောက်တယ်ပေါ့နော်ပေးစားနေရမှာတော့လေစိုးလေးတော့မှဒီလားလူကအရင်ကများလာရင်ပြီးတော့တန်းစီရမင်းချင်းနဲ့ရောက်ကြလေးခွဲပြီးစီရတယ်ပေါ့နော်အဲ့တော့ထော်သွားရမယ်လို့တော်များပါတယ်ပြီးတော့သူရအဆုံးမဲ့ belly dance ဆို fire show အများကြီးပဲရှိရပေါ့နော်အရင်ကြော်ကိုကောင်းတဲ့ live တော့အဲ့အမေကတော့လေသူတို့လေရတဲ့နေကုန်ပြန်မနေတော့တနာလို့မရှိခဲ့တော့ဒီကတကယ်လို့ကံမဆေးချင်တော့ဆော့လေးတော့အောင်းပါလေအော်ဒီနေ့တော့လေကျွန်တော်ကြောင့်လည်းမလုပ်လို့လည်းမှာလေဒါဆိုတော့တော့ရင်တော့ဒီလိုမျိုးအပြက်အလောင်းစား outfit တွေဝတ်ပြီးတော့ page လေးမိမနေအောင် like ခဲ့ဖို့အကြံပေးပါမယ်ရှင်အားလုံးလည်း Facebook မှာဒီမှာလည်း blog ကိုဆုံးဖြတ်ကြည့်ပေးတဲ့တူတူတယောက်ဖြစ်နေတိုင်းကိုပြီးတော့အမြန်ဆုံးပေါ့နော်မြန်မာပြည်ကြီးနဲ့ event မှာဆိုလို့အများကြီးစတောင်းပေးနေပါတယ်ရှင်ဒီကနောက် blog တွေမှာတင်မယ်နော်တတ Sharing knowledge vlog by Bo